တနေရာထဲမှာပဲအချိန်အကြာကြီးနေပြီးတော့ညီငွေသွားတယ်စိတ်ပင်ပန်းသွားတယ်ဆိုတဲ့သူတွေရှိလားအဓိကကျတော့ဒီအလုပ်ထဲမှာကိုတက်နေတဲ့အကြောင်းအချိန်အကြာကြီးရဲ့အချိန်မှာကိုအတွက်အရင်ညီငွေသွားတယ်ဆိုတဲ့သူတွေရှိမှာပါအစားကတော့အဲ့ဒီနေရာကကိုနဲ့လုံးဝအဆင်ပြေကိုင်းရလို့ကိုထင်ထားပေမဲ့လို့အချိန်ကြာသွားတဲ့အချိန်မှာအကြောင်းအမျိုးမျိုးကြောင့်ကိုနဲ့မကိုက်တော့ဘူးလို့ခံစားဘူးတဲ့သူတွေရှိကြမှာလားကျွန်တော်ကလည်းခံစားဘူးထဲမှာပါတယ်ပေါ့နော်ဒီမှာတနေရာထဲမှာအချိန်ကြာကြီးနေလို့ရှိရင်တော့ဒီပြောင်းချင်တဲ့ဟာမျိုးတွေစိတ်ကအမျိုးဖြစ်သွားတဲ့ဟာမျိုးတွေပေါ့နော်ဒါတွေကလည်းဒီကြုံတွေ့တဲ့ဟာမျိုးတွေဖြစ်တဲ့အဲ့ဒါကတော့ပုံမှန်ပဲလို့ပြောချင်တာဖြစ်တယ်ပေါ့နော်အဓိကကျတော့ကိုယ့်ကိုယ်တိုးတက်အောင်ကြိုးစားနေတဲ့သူတွေပြီးတော့ကိုယ့်ဘဝကိုဒီချက်ပိုကောင်းအောင်တွားချင်တယ်ဆိုတဲ့သူတွေကအဲ့ဒီခံစားချက်ကိုခံစားဖူးကြတဲ့လူများပါလိမ့်မယ်ပေါ့နော်အဲ့လိုခံစားရတဲ့အချိန်မှာကိုယ့်ကိုငါမားနေတာလားပေါ့နော်တခြားသူတွေကလုံနိုင်ပြီးတော့ငါဘာလို့မလုံနိုင်ရတာလဲဆိုတဲ့ခံစားချက်တွေကိုယ့်ကိုပြန်ပြီးတော့တန်ရဝင်တဲ့စိတ်တွေပြန်ပြီးတော့မေးဖူးတဲ့သူတွေရှိလိမ့်မယ်ပေါ့နော်ပြီးတော့အဲ့လိုကိုယ့်ကိုပြန်မေးတဲ့အချိန်မှာငါဘာလို့ရမလဲဒီအလုပ်ကနေကိုငါနားလိုက်ရမလားဆိုရဲမိခွန်းကိုကွန်မြူနတီကြတယ်အဲ့ဒီခံစားချက်ကလည်းပုံမှန်ပါပဲဆိုတာမျိုးပြောပြချင်ပါတယ်အဲ့ဒီခံစားချက်ပုံမှန်လေးပြောရမယ်လူရှုမထားဘဲနဲ့ကိုမိခွန်းလေးတမေးဖို့လိုအပ်ပါတယ်နော်အဓိကကျတော့ဒိုင်းစီမှာကိုဘာနဲ့မှမလဲနိုင်တဲ့အရာတစ်ခုရှိနေတတ်တယ်အဲ့ဒါကိုကျွန်တော်ကတံပိုးထားမှုလို့ခေါ်တယ်ပေါ့နော်ကိုပြန်ပြီးကြည့်လို့ရတယ်အဲ့ဒီနေရာကကိုရဲ့တံပိုးထားမှုနဲ့မကိုက်ညီတော့လို့လားအဲ့ဒီအရေးကြီးတယ်လို့ထင်တဲ့အရာတွေကအဲ့ဒီညမှာကိုရစရာမရှိတော့လို့လားဆိုတဲ့ဟာမျိုးနဲ့ကိုပြန်မြင်လို့ရတယ်လို့နောက်ထပ်ကကျတော့ငါဒီနေရာမှာတင်လေးလာစားပြီးနောက်ထပ်ဒီရစရာအတွေ့အကြုံတွေအလောက်ကပြီးနိုင်တဲ့အတွေ့အကြုံတွေငါရနိုင်တဲ့အတွေ့အကြုံတွေရှိအောင်မလားဆိုတဲ့ဟာမျိုးကိုကိုပြန်မေးကြည့်လို့ရတယ်အဲ့ဒီအလောက်မှာငါရစရာပါကြံသေးလဲပါတွေ့ကြုံနေကြံသေးလဲဆိုတဲ့ဟာမျိုးကိုပြန်မေးကြည့်လို့ရတယ်တကယ်လို့မရှိတော့ဘူးဆိုရင်ကိုအဲ့အလောက်မှာလုံနေနေကိုအားနေနေတဲ့အချက်တွေကိုပြန်သုံးသပ်မိလိမ့်မယ်ပေါ့နော်ကိုအားနေနေတဲ့အချက်တွေကိုပြန်ပြင်လို့ရနိုင်သေးလားပေါ့နော်အဲ့ဒီနေရာမှာနေနေကိုဖြစ်စီလို့ရသေးလားဆိုတဲ့ဟာမျိုးကိုပြန်မေးလို့ရလို့ရတယ်လို့တခါတလေမှာကျတော့ကိုအားနဲ့ချက်ဖြစ်တာမျိုးမဟုတ်ပဲနဲ့ကိုအဲ့ဒီအတွက်ကိုဖြစ်စီလို့ရလားကိုယ်တိုင်ဖန်တီးပြီးတော့လုပ်လို့ရလားအခွင့်အလမ်းကိုကိုယ်တိုင်ဖန်တီးပြီးအဲ့ဒီခွင့်ရင်ကိုအတွက်ကိုဖန်တီးလို့ရလားဆိုတာမျိုးလည်းကိုပြန်ပြီးကြည့်ရတယ်တခါတလေမှာကိုရှာနေတဲ့အခွင့်အရေးကအပြင်မှာရှိနေတာမဟုတ်ပဲနဲ့ကိုယ်ဖန်တီးရမယ်အရာတွေဖြစ်နိုင်တယ်ပေါ့နော်ကိုအဲ့ဒီအထားနဲ့ပတ်သက်ပြီးအားလုံးကိုမေးပြီးအားလုံးကိုစူးစမ်းပြီးတော့ရှာဖွေတယ်ဆိုရင်တော့မှလုံးဝအဆင်မပြေဘူးလုံးဝမရှိတော့ဘူးအရင်စစ်ပင်ပန်းနေကိုအတွက်ကလည်းဒီညမှာလုံးဝကိုနဲ့မကိုက်ညီတော့ဘူးကိုရစရာမကြံတော့ဘူးလို့ပြောလို့ရှင်တော့မပြောတတ်ဘူးကိုနောက်ထပ်အနေနဲ့နေရာပြောင်းဖို့ဆိုတဲ့ဟာမျိုးကိုနောက်ဆုံးဖြတ်ချက်အနေနဲ့ကိုစဉ်းစားပြီးပြီးချင်နိုင်တယ်ပေါ့နော်တခါတလေမှာကိုလိုအပ်နေတဲ့အရာကနေရာပြောင်းဖို့မဟုတ်ပဲနဲ့ကိုရဲ့ရွေးချယ်နဲ့ပြန်ပြီးတော့ချိတ်ဆက်ဖို့အတွက်လည်းဖြစ်နိုင်တယ်ပေါ့နော်တကယ်တော့ကိုစိတ်ပင်ပန်းလာတဲ့အချိန်တိုင်းကိုပြောင်းလဲလိုက်ဖို့ဆုံးဖြတ်ရတဲ့ဘာလို့ကိုကစိတ်ပင်ပန်းနေရလဲဆိုတဲ့အကြောင်းအရာကိုအရင်ရှာကြည့်ဖို့လိုအပ်တတ်တယ်ပေါ့နော်ကိုပေါ်မှာအဲကြောင့်မလို့ကိုအဲ့ဒါကိုသိလာပြီဆိုရင်တော့ကိုကဆုံးဖြတ်ချက်ချတဲ့အချိန်မှာပို့ပြီးတော့လွယ်ကူရှင်းလင်းလာတတ်တယ်ကိုရဲ့တန်ဖိုးထားမှုကိုပို့ပြီးတော့ရှင်းလင်းလေးနဲ့သိနေတဲ့သူတယောက်ကကိုဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာကိုပို့ပြီးတော့လွယ်ကူနေတတ်ပါတယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ပြပြချင်တာကတော့ကိုရှေ့ဆက်ပြီးတော့မသွားနိုင်သေးလို့ခံစားရတာကကြာရှုံးနေမှာမဟုတ်သေးဘူးပေါ့နော်အဓိကကျတော့ကိုရဲ့အသွေးကိုရဲ့လှုပ်ဆောင်ချက်တွေတစ်ခုခုကိုပြောင်းလဲဖို့လိုအပ်နေတယ်ဆိုတာကိုပြပေးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်ဆိုတာပြပြချင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကနေအသွေးတစ်ခုခုရသွားမယ်လို့ပြောလက်ပါတယ်အသွေးတစ်ခုခုရသွားမယ်ဆိုရင် comment အောက်မှာရေးပေးခဲ့လို့ရပါတယ်အဆင်ပြေတဲ့နေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာဆုံမယ် bye bye